မေရိကန်နိုင်ငံသားတွေသူတို့မဲပေးထားတာသူတို့အတွက်အကျိုးရှိသလားသူတို့အတွက်အကျိုးရုပ်လားသူတို့ခံရလားမခံရဘူးလားသူတို့ဆုံးဖြတ်ပေါ့အဲ့တော့အမေရိကန်နိုင်ငံသားတွေမဲပေးထားတာကအဓိကကအဲ့ဒီမှာကုန်စည်နှုန်းကြီးတယ်အခုလိုရာဇဝမှုတွေထူပြောတယ်ပေါ့နိုင်ငံသားတွေအရန်ရောက်တယ် အားလုံးပဲမင်္ဂလာပါခင်ဗျာ KH မြန်မာ channel ကနေကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ဟာဆိုရင်နေ့စဉ် new ဒေါ်လာရနဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းများကိုတင်ဆက်ပေးနေပါတယ်ခင်ဗျာစောင့်မျှော်အားပေးကြဖို့တောင်းဆိုပါတယ်ခင်ဗျာအဲ့ဒီပေါ်မှာမကျေနပ်လို့မဲပေးတယ်အဲ့တော့သူတို့မဲပေးတဲ့အစိုးရအဖွဲ့ကအစိုးရဖြစ်လာတော့သူတို့ပြောတဲ့အတိုင်းကိုစင်းလုံးကြအောင်လုပ်ပေးတယ်ပြီးတော့အဲ့ဒီသူတို့စိတ်ပူနေတဲ့အဲ့ဒီရာဇဝမှုလုပ်တယ်ဆိုတဲ့လူတွေကိုဖမ်းနေစီးတယ်ပြန်ပို့တယ်ဆိုတော့အဲ့ဒီပေါ်မှာသူတို့ဖြစ်ချင်တာနဲ့သူတို့မဲပေးတာနဲ့သူတို့မျှော်လင့်တာနဲ့ဖြစ်မဖြစ်ပေါ့အဲ့ဒါသူတို့တွေအသိဆုံးပဲပြောချင်တာကအခုနေမှာသူတို့မဲပေးထားတဲ့အစိုးရဟာသူတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်လာမဖြစ်ဘူးလားဆိုတာအခုမဲပေးခဲ့တဲ့လူတွေစဉ်းစားရမယ့်အချိန်ပဲပေါ့အဲ့တော့နံပါတ်1ချက်ကိုစင်းလုံးကြဖို့အတွက်တကယ်ကြသွားပြီလားနံပါတ်2ချက်ဥပဒေဘတ်ဂျက်ဥပဒေပြဋ္ဌာန်းတာဖြစ်တဲ့သူတို့တွေအတွက်ပို့အကျိုးရှိတာသလားတတိယချက်သူတို့တကယ်ပဲလွတ်လပ်နေလို့ရသွားပြီလားစတုထချက်သူတို့တွေပို့ပြီးတော့စိတ်ချမ်းသာသွားသလားပို့ပြီးတော့ရာဇဝမှုတွေမထူပြောတော့ဘဲနဲ့ငြိမ်သက်သွားပြီလားနောက်သူတို့အေးချမ်းနေလို့ရပြီလားပေါ့ဒါဟာဥပဒေအရဖြစ်ရင်သူတို့အတွက်ပို့ပြီးတော့အကာအကွယ်ရှိသလားပေါ့ဗျာအဲ့တော့အဲ့ဒါတွေအားလုံးကလက်ရှိအမေရိကန်နိုင်ငံသားတွေဆုံးဖြတ်ရမှာပေါ့လောဆယ်ကတော့အမေရိကန်နိုင်ငံမှာရှိတဲ့ green card သမားတွေတောင်နိုင်ငံခြားထွက်မလဲရဲတဲ့ဘဝကိုရောက်သွားပြီအဲ့တော့နိုင်ငံခြားသားဆိုတဲ့ဟာကိုသူကဥပဒေဖွဲ့ကိုကမြင်တာကကိုပြည်နယ်မှာမက္ကဆီကိုနယ်စပ်ကနေဝင်လာတဲ့လူတွေအရန်များလို့စူပူမြစ်တွေဖြစ်တယ်တခိုးမှုတွေဖြစ်တယ်မလုံခြုံဘူးလို့ကိုကထင်လို့အဲ့ဒီလူတွေကိုနှိမ်နှင်းပေးမယ်ဆိုပြီးတော့ကိုကမဲပေးလိုက်တာပဲဒါပေမဲ့အခုအစိုးရအဖွဲ့ကအဓိပ္ပာယ်ဖွဲ့ဆိုတာအခုလက်ရှိလောက်ရက်တွေများအရာသူကအမေရိကန်နိုင်ငံမှာရောက်နေတဲ့သူများရဲ့လွန်ခဲ့တဲ့အနှစ်20ကအစာဖြစ်ခဲ့တဲ့ရာဇဝမှုအဟောင်းတွေရှိထားတဲ့လူအားလုံးကိုပြန်ပို့ဖို့ကြိုးစားတာအဲ့တော့လက်ရှိအစိုးရအဖွဲ့ရဲ့အဓိပ္ပာယ်ဖွဲ့ဆိုတာနဲ့ကိုဖြစ်ချင်တာနဲ့မတူကိုဖြစ်ချင်တာကအခုမှလောလောလတ်လတ်ရောက်လာတဲ့လူတွေကိုပြန်ဖမ်းပြီးပို့စေချင်တာသူကကြတော့သူတို့အဓိပ္ပာယ်ဖွဲ့ဆိုတာကအဲ့ဒီနိုင်ငံသားတွေအားလုံးကအမေရိကန်နိုင်ငံမှာလာပြီးရာဇဝမှုလုပ်တယ်အဲ့တော့ရာဇဝမှုလုပ်ထားတဲ့လူတွေအားလုံးကို AI နဲ့တဆင့်သူတို့ကဆွဲထုတ်ပြီးတော့အဲ့ဒီ list ကိုရသွားတယ်အဲ့ဒီ list ရသွားတဲ့လူတွေကပြောတင်တာကအရင်တော့သူကထောင်လဲကြထားပြီးပြီမရတော့ဘူးပြောကြမှတ်တမ်းပေါ့ရဲမှတ်တမ်းဝင်တဲ့လူအားလုံးကိုနိုင်ငံသားမဖြစ်သေးအကုန်လုံးဖမ်းပြီးပြန်ပို့မယ်ဆိုရင်သူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ကိုယ့်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကလွဲသွားတဲ့အခါမှာကိုယ်တိုင်ကနိုင်ငံသားမဖြစ်သေးဘူးဆိုရင်နိုင်ငံသားထွက်ဖို့လည်းကြောက်သွားပြီနိုင်ငံသားဖြစ်ပြီးရင်လည်းအချိန်ပြည့်ကိုယ်တွေလည်းပြန်ပို့ခံရနိုင်တယ်။ဘာကြောင့်လဲကိုယ်တွေကအခုမှခိုးဝင်လာတဲ့ရောက်လာတဲ့လူတွေကိုဖမ်းပြီးပြန်ပို့နေတာသူတို့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့အစိုးရကဘယ်သူကိုမဆိုနိုင်ငံသားရုပ်သိမ်းပိုင်ခွင့်ဗီဇာရုပ်သိမ်းပိုင်ခွင့်အမြဲတမ်းနေထိုင်ရုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာနဲ့ဘာသာပြန်ဆိုပြီးပြန်ပို့နေတာအဲ့တော့အဲ့နှစ်ခုကွာဟာချက်ကအကြီးဖြစ်သွားတာအဲ့တော့ကိုတွေကတော့အခုမှရောက်လာတဲ့လူဆိုးတွေကိုဖမ်းစေချင်တာသူတို့ကကြတော့သူတို့အဓိပ္ပာယ်ဖွဲ့ဆိုတာကကိုကသူတို့ကိုလိုင်စင်ပေးလိုက်တာပေါ့သူတို့ကိုဖမ်းခိုင်းလိုက်တဲ့လူကအဓိပ္ပာယ်ဖွဲ့ဆိုတာကဟုတ်တယ်မင်းနီထိထားတဲ့မိသူမဆိုကိုနိုင်ငံကိုပြန်ဆိုတဲ့ပုံစံနဲ့သူကအဓိပ္ပာယ်ဖွဲ့ဆိုလိုက်တာအဲ့တော့ကိုရီးယားအခုမှရောက်လာပြီးတော့စိုးသွမ်းနေတဲ့လူတွေကိုပြန်ပို့စေချင်တာသူတို့ကကြတော့လွန်ခဲ့တဲ့10နှစ်တည်းကလည်းရောက်နေတယ် AC လောက်ကင်စားတောင်းနေတဲ့ပြောမယ်တာမန်ပြည်သူတွေ
နော်တမန်နိုင်ငံသားတွေသူကသူကောင်းကောင်းဝယ်လှုပ်ရှားနေတာအလုတ်ကင်လေးလှုပ်လိုက်အကြောင်းလေးတက်လိုက် AC တဲ့လူတွေပါသူကလိုက်ဖမ်းတာအဲ့တော့ကိုအဓိပ္ပာယ်ဖွင့်ဆိုတာနဲ့သူအဓိပ္ပာယ်ဖွင့်ဆိုတာနဲ့မတူတဲ့အခါမှာတော့ဘာမှမတတ်နိုင်ဘူးအဲ့တော့ဒါဆိုရင်ဘယ်သူကိုထိခိုက်လဲအားလုံးကိုထိခိုက်တာဘာကြောင့်လဲအမေရိကန်နိုင်ငံမှာလူတိုင်းကနိုင်ငံခြားကနေပြောင်းလာတဲ့လူကြီးပဲအဲ့တော့အဲ့ဒီထဲမှာအမေရိကန်နိုင်ငံမှာမွေးထားတဲ့အမေရိကန်နိုင်ငံသားအစ်စ်တွေပါပြန်ပို့ခံရတဲ့အထဲတွေအဖမ်းဆီးခံရတဲ့မှာပါလာနေပြီဆိုတော့ဘယ်သူမှမလုံခြုံတော့တဲ့သဘောဖြစ်သွားတယ်အဲ့တော့ဘယ်သူလုံခြုံလဲဆိုတော့ဘယ်သူမှမလုံခြုံဘူးပေါ့ပါယွင်းပြီးတော့ဖြစ်နိုင်တယ်အရေးကြီးဆုံးကပါယွင်းပြီးဖြစ်လာတဲ့အခါမှာဥပဒေကြောင်းအရဖြည့်ရှင်းခွင့်ရှိရင်လည်းမစိုးဘူးအခုကရှင်းနေတယ်လည်းပေးမတွေ့ဘူးသူဖမ်းကျင်တဲ့နေရာဖမ်းသွားတယ်ဆိုတော့ဒါကကိုယ့်ရဲ့အဓိပ္ပာယ်ဖွင့်ဆိုခွင့်နဲ့သူ့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုမတူတာအဓိကကတော့အဲ့တော့ကျွန်တော်တို့စစ်ကောင်စီကတော့ကျွန်တော်တို့ကသူ့ရဲ့မျက်နှာဖုံးတွေတစ်ခုပြီးတစ်ခုခွာချမှစစ်ကောင်စီဘယ်လောက်ဆိုးလဲဆိုတာဦးလက်တွေ့မြင်နေရပြီအဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့သမ္မတထရမ့်မှန်တယ်သမ္မတထရမ့်မမှားဘူးအခုသမ္မတထရမ့်ခန့်ထားတဲ့အစိုးရဝန်ကြီးတွေလည်းမှန်တယ်ဘာလို့ဆိုတော့သမ္မတထရမ့်ကဒီလိုလူတွေကိုခန့်မယ်ဆိုတာလူတိုင်းသိပြီးသားအဲ့တော့ပြီးတော့ Republican တွေလည်းမမှားဘူးဘာလို့ Republican တွေကသူတို့ရဲ့ policy ကငကိုတွေကဒီတိုင်းရှိတာအခုမှရှိတာမဟုတ်ဘူးသမ္မတထွက်ထူးပြီးလုပ်နေတာမဟုတ်ဘူးပြောချင်တာကသမ္မတဂျိုးဘုရှ်လက်ထက်ရိုနယ်ရီဂင်လက်ထက်အရင် Republican လက်ထက်တွေကဒီတိုင်းပဲသူတို့ကြည့်စရာခဲ့တာအဲ့တော့ Republican တွေရဲ့ value ပေါ့တန်ဖိုးပေါ့နော်သူတို့ရဲ့စဉ်းစားပုံပေါ့ငကိုတွေကရှိတာသူတို့အိုဘားမားရဲ့ကဲကိုမကြိုက်ဘူးသူတို့ပြောတာကြားလာပြီသူတို့အမေရိကန်နိုင်ငံမှာဒီ insurance တွေနဲ့ဘယ်လိုပြောမလဲအစိုးရကအလဲကားပေးတဲ့စနစ်ကိုသူတို့မကြိုက်ဘူးပြောတာကြားလာပြီအဲ့တော့ဘာမှမထူးဆန်းဘူးဒါအဲ့တော့နောက်တစ်ခုကဒါသမ္မတထရမ့်လုပ်နေတာမဟုတ်ဘူး Republican Party တစ်ခုလုံးသူရွေးချယ်ထားတဲ့အစိုးရတစ်ဖွဲ့လုံးသူ့ကိုထောက်ခံနေတဲ့ပြည်သူအားလုံးရဲ့သဘောထားဖြစ်တယ်အဲ့တော့သမ္မတထရမ့်သူလှုပ်เสียရှိတာကိုသူပြပြသားသားလုပ်တယ်ဒီဘုတ်တွေကကြတော့ငကိုတွေကသူတို့ရဲ့ policy ကိုကသူတို့ပြည်နယ်တွေမှာသူတို့နေထိုင်ခွင့်တွေပေးထားတာအခုဆိုရင်ဒါအခုမှပို့ပြီးရှင်းရှင်းလင်းလင်းမြင်ရတဲ့အချက်ကဒီ LA ရဲ့အုပ်ချုပ်ရေးမှုပေါ့နော်အခုလက်ရှိပြည်နယ်အုပ်ချုပ်ရေးမှုကဂါဗနာကအင်တာဗျူးတွေပေးတဲ့အချိန်မှာသူထည့်ပြောနေပြီဒီလူတွေကငါတို့ပြည်နယ်မှာအေးအေးဆေးဆေးနေနေတာအလုပ်လုပ်နေတာသူပြည်နယ်သားလို့ပဲသတ်မှတ်တာအဲ့တော့အဲ့ဒီအမြင်နဲ့ဟိုဘက်ကအစိုးရအမြင်နဲ့လုံးဝကွာဟနေတာအဲ့ဒါဒီကွာဟချက်ကအခုဒီပြဿနာရဲ့အဖြေပဲနောက်တစ်ခုကလည်းစိတ်ဝင်စားစရာကောင်းတာကကျွန်တော်သဘောမတွေ့တဲ့အချက်ပေါ့ဒါကြောင့်လည်းသမ္မတဒေါ်နယ်ထရမ့်တို့အစိုးရစိတ်ဆိုးနေတာဒီလူတွေက made in USA အလံနဲ့ဆန္ဒပြဘလို့ဖြစ်လို့မက္ကဆီကိုအလံနဲ့ကြိုင်ပြီးဆန္ဒပြနေတာအဲ့တော့အဲ့ဒါလည်းစိတ်ဝင်စားစရာပဲအဲ့တော့နောက်ဒီမီးရှို့တဲ့လူတွေကရောတကယ်ဆန္ဒပြတဲ့လူမီးရှို့တာလားပြဿနာကိုပုံမကြီးကြည့်အောင်မီးမွှေးခြင်းတဲ့လူတွေကမီးရှို့တာလားအဲ့တော့ရိုးရိုးသားဆန္ဒပြပြုံကနေပြီးတော့ဒီလိုပို့ပြီးတော့ကြမ်းဖက်မှုတွေဖြစ်လာတာကလည်းမမှန်ပါဘူးအဲ့တော့ကိုကဘယ်လိုပြောမလဲရောရောင်ပြီးတော့မပါဘူးတော့စိတ်ပူနေတာပေါ့
ကိုမေးရမှာပေါ့နော်အခုလက်ရှိအမေရိကန်နိုင်ငံမှာနေထိုင်တဲ့လူတွေအားလုံးကအရင်ကလို့စိတ်အေးလက်အေးစိတ်အေးလက်အေးနေလို့ရလားပေါ့စိတ်အေးလက်အေးလွင်လို့ရတယ်ဆိုရင်တော့ဒါကဘာမှမဖြစ်ပါဘူးကိုယ်နဲ့ဘာမှမဆိုင်ဘူးပေါ့အော်တော့အမေရိကန်နိုင်ငံမှာရှိနေကြတဲ့အမေရိကန်နိုင်ငံသားတွေပူပူနွေးနွေးရောက်ရှိနေတဲ့လူတွေကိုမေးကြရမှာပဲအဲ့တော့ကျွန်တော်တို့နိုင်ငံကအမြင်ဥရောပအမြင်ကတော့မတူဘူးပေါ့ဗျာအဲ့တော့ပြောချင်တာအလံကိစ္စကလည်းတမင်လုပ်နေသလိုပဲတချို့ကိစ္စကလေမြန်မာပြည်မှာလို့9000စားတွေများပါနေသလားလို့ဆန္ဒပြတဲ့လူတွေကြားထဲမှာ9000စားတွေကစစ်ကောင်စီအကြိုက်လိုက်လုပ်ပေးနေသလိုပေါ့ကျွန်တော်တို့ကဘာလို့သတိရစီလဲဆိုတော့88တုန်းကအစိတ်ခတ်တာတို့ခေါင်းဖြတ်တာတို့ကိစ္စမျိုးမျက်စိတွေသက်မြင်တယ်ကွက်တိဖြစ်နေတာလဲပါတယ်တချို့ကရိုးသားသားဆန္ဒပြတာတချို့ကတမင်ကိုပြဿနာမတက်တဲ့အောင်ဆန္ဒပြပြီးတော့လုပ်နေသလိုပဲမရိုးသားဘူးပေါ့ဗျာအဲ့တော့နိုင်ငံရေးဟာအရန်ရှုပ်တယ်ပြောချင်တာကတမင်စစ်တပ်မလာအောင်ခေါ်တယ်တမင်တချို့တွေကပြောတာတော့ကျွန်တော်ပြောပြီးသားမြဝတီသက်ကြည့်ပါဟာ MRTV4 သက်ကြည့်ပါဒါတော့ပဲပြောပြရစေအဲ့တော့ဒေကြတာတစ်ခုကအာယုံပြောင်းတာလားပေါ့တွေ့တိုးစမ်းတာလားပေါ့အများကြီးပဲရိုးရိုးသားသားပြည်သူကဆန္ဒပြတာရှိမယ်ဖြက်စီးခြင်းတဲ့လူကပါလာမယ်အဲ့ဒါတွေက9000သားတွေလားပေါ့ထောက်လန့်ရေးတွေလားတို့ဒီမို့လဲသူတို့ပတ်စံပေးထားတဲ့လူတွေလားတမင်လုံနေတာလားပေါ့စိတ်ဝင်စားစရာကောင်းတယ်အဲ့တော့စိတ်ဝင်စားစရာကောင်းတယ်အဲ့တော့သမ္မတထရန့်ကတော့အစိုးရသူ့လို့သူလုံးမှာပဲအစိုးရသူလုံးစရာရှိတာလုံးတာပဲလူတွေကလည်းလူတွေပဲတေချာစဉ်းစားကြည့်လေသူမျိုးတော်ဝန်ကတေချာပြောတယ်အေးစေးဆန္ဒပြသူတို့ခွင့်ပြုတယ်အကြမ်းမဖက်နဲ့အကြမ်းဖက်ရင်သူတို့ပြည်သူရဲ့ဒီသမ္မတထရန့်လှုပ်လိုက်တဲ့စစ်တပ်မဟုတ်ဘူးသူတို့LA ရဲကကိုဖမ်းမှာပြောပြရပြီးသားကိုမနေ့ကဒီကြီးစံနဲ့ပြစ်တာရာဘာကြီးစံပြစ်တာLA ရဲကပြစ်တာစစ်တပ်ကပြစ်တာမဟုတ်ဘူးစစ်တပ်ကဝင်မပါဘူးစစ်တပ်ကသူ့ဖက်ဒရယ်ရုံးမှာပဲရှိတာတချို့လူတွေကလည်းမလွယ်ဘူးဘာဖြစ်လို့သူများပစ္စည်းကိုမီးရှို့ချင်တာလဲဘာကြောင့်လို့အကြမ်းဖက်ချင်တာလဲအဲ့တော့အဲ့ဓာတွေကလည်းပြောချင်တာကရှုပ်ထွေးပါတယ်အဲ့တော့အပေါ်ယံကြည့်ရင်တော့ဘု து အခွင့်အရေးအတွက်ဆန္ဒပြတာလဲဆိုတော့တိုင်းပြည်အရေးကျွန်တော်တို့ဒီမိုကရေစီရေးလူအခွင့်အရေးအတွက်ဆန္ဒပြတာမဟုတ်ဘူးနော်ဒီချာမြင်အောင်ကြည့်နော်တိုင်းပြည်ရေးဒီမိုကရေစီရေးလူအခွင့်အရေးစီးပွားရေးငွေရေးကြေးရေးလူမျိုးရေးအတွက်ဆန္ဒပြတာမဟုတ်ဘူးတရားမဝင်တဲ့လူတွေသူတို့ကိုပြန်မပို့ရလေအောင်ပြန်ပို့ဖို့လာဖမ်းတဲ့လူတွေကိုလူအင်အားနဲ့ဖိပြီးတော့လူအားနဲ့အနိုင်ကျင့်တဲ့ပုံစံနဲ့လုပ်တဲ့ပုံစံဖြစ်တယ်အဲ့တော့ပြောချင်တာကမယိုသားဘူးဒါကိုသိလို့သက်ဆိုင်ရာပြည်နယ်အုပ်ချုပ်ရေးမှုတွေကမင်းတို့ဝင်မပါနဲ့ငါတို့ကိစ္စငါတို့ရှင်းမဲ့ပုံစံမျိုးပြောနေတာလည်းဖြစ်နိုင်တာပဲအဲ့တော့ကျွန်တော်ပြောချင်တာကကိုနဲ့မဆိုင်ဝင်မပါတာအကောင်းဆုံးပဲအဲ့ဒါကိုပြောတာလေမက္ကဆီကိုအလံကြီးတွေကင်ပြီးတော့သူတို့ကတောင်းကြနေတာပြောချင်တာကအဲ့ဒီလူတွေက
မက္ကဆီကိုကနေရောက်လာပြီးတော့အမေရိကမှာပဲကြီးပြင်းလာတယ်တရားဝင်ကျွန်တော်ပြောတဲ့ dreamer တွေဖြစ်မှာပေါ့အဲ့တော့သူတို့လည်းကျွန်ချင်တာကဗျာဟိုစနစ်ကိုအကာအကွယ်ယူပြီးတော့တချို့ကကောင်းကောင်းနေတယ်တချို့ကအဲ့ဒါကိုအသုံးချပြီးတော့လုပ်တဲ့အခါကျတော့ဟိုဘက်ကဘယ်သူအကာအကွယ်မှမပေးဘူးဖမ်းမယ်စီးမယ်ပြင်းပြင်းထန်ထန်လုပ်လိုက်တော့ရှုပ်ကုန်တာပေါ့မြန်မာနိုင်ငံသားတွေဘာဖြစ်ပါဘူးမြန်မာနိုင်ငံသားတွေကအမေရိကရောက်နေတဲ့လူအားလုံးဒီပါသည်တရားဝင်နေထိုင်ခွင့်နေနဲ့ရောက်နေတဲ့လူတွေပြောချင်တာတချို့ကကြတော့လေကျောင်းသားဗီဇာတိုးတစ်ဗီဇာနဲ့လာပြီးတော့တရားဝင်အဆိုင်လန်တင်ပြီးသားဖြစ်တာဖြစ်တဲ့အတွက်မြန်မာနိုင်ငံသားတွေအားလုံးဒီအကုန်တရားဝင်တယ်ဘာပြဿနာမှမရှိဘူးတချို့လူတွေကကြတော့ဘာစာရွက်စာတမ်းမှမရှိတဲ့သဘောရှိတယ်ဟုတ်တယ်လေ US အလံသုံးပြီးဆန္ဒပြရမယ်လေသူတို့ကဆန္ဒပြတဲ့လူတွေကိုယ်တိုင်ကကိုအမေရိကန်နိုင်ငံသားမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်သက်ရောက်တာပေါ့ဗျာအဲ့တော့ခက်တာပဲနော်အဲ့တော့တော်တော်ပြောဆိုခက်တယ်ဗျာအဲ့တော့ဟိုတော်တော်ပြောဆိုခက်တယ်ဗျာဒီတော့တချို့တွေကလည်းပေးထားတဲ့အခွင့်အရေးကဟိုပေးထားတဲ့အခွင့်အရေးကိုအသုံးချတာပေါ့ဗျာအဲ့တော့ဟိုကျွန်တော်တို့မြန်မာနယ်နွယ်ဘွားတွေကဘာပြဿနာမှမရှိဘူးအဲ့ဒါကြောင့်ဝင်ပါစီကလည်းအကြောင်းမရှိဘူးကျွန်တော်တို့တွေကငကိုတွေကဒုက္ခသည်စခန်းကလာတယ်ဆိုတော့သူတို့ကိုမှအပြည့်စုံပါတယ်တချို့ကဝက်ပါမစ်ဗီဇာတွေနဲ့အလုပ်လုပ်နေတယ်တချို့ကကြတော့ကျောင်းသားဗီဇာအလဲဗီဇာတွေနဲ့ရောက်တာနဲ့သူတို့ကအဆိုင်လန်တင်ထားတယ်ဆိုတော့အကုန်လုံးတရားဝင်တယ်အဲ့တော့မြန်မာတွေမပါဘူးနော်ကျွန်တော်အမြင်ပြောရရင်မြန်မာတွေမပါပါဘူးဒါကအဲ့နေဇက်ကဝင်ထားတဲ့လူတွေအတွက်ပြဿနာပဲအဲ့တော့သူတို့ကအမေရိကရောက်ရင်ပြီးရောပဲအခုလိုနေလို့ရတဲ့အဓိကပြဒီမိုကရက်တစ်ပြည်နယ်တွေကိုပြေးကြတာပေါ့ဒီမိုကရက်တစ်ပြည်နယ်တွေကသူတို့ကိုနေခွင့်ပေးတယ်လीအဲ့ဒါကြောင့်ပြေးကြတာပေါ့အဲ့တော့အဲ့ဒါကို Republican တွေကမကြိုက်တာပေါ့ဗျာဒါပါပဲအဖြေရတာပါပဲအဲ့တော့သူ့နိုင်ငံရဲ့စနစ်ဖြစ်တာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကဘာအတွက်ဆန္ဒပြတာလဲလို့မေးရင်ကျွန်တော်အမြင်ပြောရရင်တိုင်းပြည်အတွက်လည်းမဟုတ်ဘူးဒီမိုကရေစီအတွက်လည်းမဟုတ်ဘူးသူတို့ကိုဖမ်းပါဆိုလို့သူတို့ဆန္ဒပြတာဒါပါပဲအဲ့တော့ကျွန်တော်မှတ်မိသေးတယ်ဥရောပနယ်စပ်မှာလွန်ခဲ့တဲ့5-8နှစ်ကပေါ့ဆီးရီးယားပြဿနာတက်တော့ဆီးရီးယားကနေလူတွေအများကြီးတူရကီကိုရောက်တယ်တူရကီနယ်စပ်ကိုဖွင့်ချပေးလိုက်တော့တူရကီကနေအရှေ့ဥရောပကနေပြီးတော့ဒီအနောက်ဥရောပတိုင်းကိုလာပြီးတော့လူတွေသန်းနဲ့ချီပြီးရောက်လာပြီးတော့ဒီပိုလန်တို့ဒီအဲ့ဒီနိုင်ငံတွေကနေတဆင့်ဒီအဲ့ဒီမှာဒီထရီယာတို့ပေါ့အဲ့လိုအရှေ့ဥရောပနိုင်ငံတွေကိုအဲ့ဒီလူတွေအုပ်စုလိုက်လာပြီးတော့ဒီဥရောပတဲ့အနောက်ဥရောပဒီမိုကရေစီဥရောပတဲ့ဝင်ဖို့ကြိုးစားတဲ့အခါမှာဥရောပကနေဆက်ပေးမဝင်တဲ့အခါမှာအဲ့နေဆက်မှာအကြီးအကျယ်ဆန္ဒပြကြတာလေအခါသမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကလည်းနေဆက်ကပေးမဝင်တဲ့ကနေဆက်မှာတဲတွေထိုးပြီးတော့အကြီးအကျယ်ဆန္ဒပြပြီးတော့အဲ့ဒီလာကျင်တဲ့လူတွေကအစိုးရကိုဖိအားအကြီးကျယ်ပေးတာလေလူခွင့်ရေးဘာရေးညာရေးပြည်တွင်းရှိနေတဲ့ဟိုဘယ်လိုပြောမလဲလူအခွင့်အရေးရှိနေတွေကလည်းအစိုးရမတရားလုပ်တာလူသားချင်းမစာနာဘူးဘာညာကွီကွာအချင်းကျက်ဖိအားပေးတာလေအခုအဲ့လိုပုံစံပဲအဲ့ဒီလူတွေကအတင်းကျက်ဆန္ဒပြပွဲတွေနဲ့မီးရှို့ပွဲတွေနဲ့ဟိုနိုင်ငံတကာအတန်းရှင်းရအောင်တနိုင်ငံလုံးရဲ့အတန်းရှင်းရအောင်လုပ်နေတယ်လို့လည်းယူဆရတယ်အဓိကအမေရိကန်နိုင်ငံသားတွေကိုဖမ်းနေတာတော့မဟုတ်ဘူးဗျအမေရိကန်မှာတရားဝင်နေထိုင်ခွင့်ရှိတဲ့လူတွေကိုဖမ်းနေတာတော့မဟုတ်ဘူးဗျအမေရိကန်နိုင်ငံမှာစာရွက်စာတမ်းမရှိတဲ့လူတွေကို
နောက်ပြီးတော့ဒီအနီကပ်ပေါ့ရှိတဲ့လူတွေကိုဖမ်းတာအဲ့တော့အဲ့ဒီလာတဲ့လူတွေကငကိုတွေကတော်ဒုက္ခပေးတာအခုကျွန်တော်တို့ UK မှာဆိုရင်လည်းလာပြီးဆိုရင်ခင်ဗျအကြီးကျယ်ဆန္ဒပြတာတွေလုပ်တယ်အဲ့ဒီတော့ကဥရောပမှာအကြီးကျယ်ဆန္ဒပြခဲ့တာပေးမဝင်ဘူးလေမှတ်မိလားအဲ့တော့ကကျွန်တော်တန်စီဂျိုးတွေခတ်ပြီးတော့ဘယ်လာရုစ်ကနေဇက်ကနေမောင်းသွင်းမဲ့ဘာညာဖြစ်ကြအကြီးကျယ်ပြဿနာတက်ကြတာအဲ့တော့အဲ့ဒါတွေကိုသတင်းတောက်တွေကသွားရိုက်ပြကြဟာမီးတွေရှို့ကြသူတို့ပဲပေးမလာတော့သူတို့ရဲ့မွေးရပါနိုင်ငံဖြစ်တဲ့အတိုင်းပဲလူခွေရေးဆိုတာနဲ့ဒီနိုင်ငံရဲ့ဒီမိုကရေစီစနစ်ကိုဖိအားပေးပြီးတော့လုပ်ပြပြီးတော့အဲ့မှာဂျာမနီဝန်ကြီးချုပ်မာကယ်ကโอเคဒါတော့မင်းတို့လာခြင်းတနာပါတယ်ဆိုပြီးတော့လူသက်တမ်းကိုလက်ခံလိုက်တာလीအားလုံးမှတ်မိတယ်မဟုတ်လားအဲ့ဒီပြဿနာမှာအဲကြောင့်မာကယ်ကိုအဲ့လူသက်တမ်းလက်ခံလိုက်လို့ဒီနေ့ဂျာမနီနိုင်ငံမှာ AFD ဆိုတဲ့လက်ရဆုံးပါတီကြီးပေါ်လာဒါဂျာမန်မှာရှိတဲ့လူတွေအကုန်သိလိမ့်မယ်အဲ့လူသက်တမ်းကနေပြီးတော့ပဋိပက္ခတွေဖြစ်ကြတာအဲ့တော့ဖိအားပေးတာပေါ့ပြောချင်တာကအာနာရှင်နိုင်ငံမှာတော့သွားပြီးတော့အဲ့လိုသွားဖိအားပေးလို့မရအာနာရှင်ကဖိအားပေးလဲအကုန်လုံးဖမ်းပြီးထုံနေတဲ့မှာဟုတ်တယ်မလားတရုတ်နိုင်ငံအဲ့လိုသွားလို့တရုတ်ကလှဲ့တောင်ကြီးမှာမဟုတ်အမင်းတို့ဆန္ဒပြအကုန်လုံးတရုတ်ကအဲ့ဒီအချင်းတောင်နဲ့ထည့်ပြီးတော့ဝီဂါတွေကိုလို့သူတို့တခါလဲစိတ်တဲ့စစ်ရေးပါပြောင်းမိလိုက်အောင်အမလုပ်ရဘူးဒီဘက်ကလူသားချင်းစာနာတယ်တနာတက်တယ်ကျင်နာတက်တဲ့လူတွေကိုဟိုဖိအားပေးသလိုနဲ့အနိုင်ကျင့်သလိုဖြစ်တာအဲ့လိုဖြစ်တဲ့ခါကျတော့အဲ့ဒါမျိုးလှုပ်ထားတဲ့လူတွေဗျနော်ဂျိုးဘိုင်ဒန်လက်ထက်တုန်းကလည်းဂျိုးဘိုင်ဒန်ကိုသူတို့အကြီးကျယ်ဒုက္ခပေးတာနေဆက်ပါလေသိတယ်မဟုတ်လားနေဆက်ကြီးပါတခါတဲ့ဟိုပေးမဝင်ရမလားဆိုပြီးတော့မီးတွေရှိုးအားလှုပ်ပြကြတာအကြီးကျယ်သူတို့ကဟိုပဲအမေရိကန်နိုင်ငံကပဲကြွေးထားရမယ်လို့ဟိုအမေရိကန်နိုင်ငံကပဲတာဝန်ရှိသလိုအကြီးကျယ်ဖိအားပြီးတော့ဒီမိုကရက်သမ္မတတွေကလည်းလူခွေရေးရှုတော့ဘာရှုတော့ညာရှုတော့ကနေပြီးတော့ခွင့်ပြုလိုက်ရတာပေါ့အမှန်ကတော့မရအောင်လာပြီးဖိအားပေးတာပေါ့အဲ့ဒါကိုပြည်တွင်းမှာရှိတဲ့လူခွေရေးရှင်းနေဆိုတဲ့လူတွေကလည်းဝိုင်းပြောတာပေါ့ဗျာမီဒီယာတွေကလည်းဖွာပေါ့ဗျာအဲ့တော့ကျွန်တော်တို့အလားတန်ဘာနဲ့တူလဲဆိုတော့အရန်သနာတက်တဲ့လူအိမ်ရှိမှလာပြီးတော့ဟိုလောက်ပါလာပြောတော့အဲ့ဒါမျိုးလာလောက်တဲ့ပုံစံပေါ့အဲ့တော့အခုဒီဘက်ကတက်လာတဲ့အစိုးရကြတော့ဒါတွေမရှိဘူးမင်းတို့တရားမဝင်ဘူးဆိုရင်ဘာမှမရှိဘူးပြန်တော့ဒါပဲအဲ့တော့တရားမဝင်တဲ့ထဲမှာမင်းတို့ဒီဥပဒေတစ်ခုခုချိုးဖောက်ထားခဲ့တယ်ဆိုရင်ပြန်တော့ဒါပဲပြောချင်တာက good character ပေါ့နော်ဇာတိတ်မကောင်းတဲ့လူအားလုံးငါနိုင်ငံနဲ့မထိုက်တန်ဘူးဆိုပြန်ပို့တာဒါပဲဒါဆိုရင်ဥရောပနိုင်ငံတွေမှာမရှိဘူးလားရှိတာပေါ့ဆွီဒင်တို့ UK တို့မှာနိုင်ငံသားလျှောက်တဲ့အခါကျရင်ဒီ good character အရာနိုင်ငံသားမပေးဘူးဆွီဒင်မှာလည်းနိုင်ငံသားမရတဲ့လူတွေအများကြီးပဲမြန်မာထဲမှာရှိတယ် good character နဲ့မိတာဟိုကျွန်တော်တို့ကားလိုက်စင်ဟိုကားဟို high speed မောင်းထားတာလို့เนาะအရှိန်လုံးမောင်းထားတဲ့တစ်ကက်ရထားတဲ့လူတွေဥပဒေအကြောင်းအရာထောင်ချခံထားဘူးတဲ့လူတွေမိမရိုက်လို့မိမနဲ့ပြဿနာတက်လို့အိမ်တွင်းကြမ်းဖက်မှုနဲ့အရေးယူအဲ့ဒါမျိုးလူတွေအားလုံးဒီနိုင်ငံသားရှောက်ရင်မပေးတော့ဘူးဒါတော့မင်းဒီဇာတိတ်မကောင်းလို့ရှိပြီးသားဒါနိုင်ငံတိုင်းမှာရှိတယ်ပြန်တော့မပို့ဘူးပေါ့ဒါပေမဲ့အခုလက်ရှိအစိုးရကြတော့မရဘူးဒီလူတွေအားလုံးကိုပြန်ပို့ရမယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ပြန်ပို့တော့အခုလိုထိတ်တိုက်တွေးတာပေါ့ဒါပါပဲအဲ့တော့ကောင်းတဲ့လူလည်းရှိတယ်လို့ဆိုးတဲ့လူလည်းရှိတယ်တချို့ကလည်းအခွင့်အရေးယူတယ်ဒီဆန္ဒပြတဲ့လူတွေကိုကျွန်တော်တို့ကမေးစရာရှိတာကဘာကြောင့်အမေရိကန်အလံမကင်မဲနဲ့မက္ကဆီကိုအလံကင်ပြီးတော့စိန်ခေါ်နေကြတာလေတချို့ကလေးမလေးတွေဆိုရင်မက္ကဆီကိုအလံအင်ဂျီကိုတော့ထားတာအဲ့တော့အခုလမ်းပေါ်မှာဆန္ဒပြတဲ့လူတွေအားလုံးဒီအမေရိကန်နိုင်ငံသားတွေမဟုတ်ဘူးအဲ့တို့တို့တရားမဝင်လူအဖွဲ့အစည်းကကလေးတွေပဲဖြစ်လိမ့်မယ်ဒါပေမဲ့ပြည်နယ်အစိုးရမြို့တော်ဝန်တွေကကြတော့သူမြို့နယ်မှာနေတဲ့သူမြို့နယ်သားလို့တို့ကသတ်မှတ်ထားတာဖြစ်တယ်ကာဗာလုပ်ပြီးတော့ပြောပေးတာပေါ့အဲ့တော့အဓိပ္ပာယ်ဖွဲ့စုချက်နဲ့ policy မတူပါဘူးအဲ့တော့ပြောရဆိုရခက်တယ်ပေါ့ကျွန်တော်ပြောသလိုပေါ့အမြင်2မျိုးရှိတယ်3မျိုးရှိတယ်ရှုထောင့်မျိုးရှိတယ်လူခွေရေးရှုထောင့်တွေဒီမိုကရက်တွေရဲ့ရှော့ပေးတဲ့အားနာတဲ့စိတ်တွေကကြတော့တစ်မျိုးစဉ်းစားတာပေါ့အဲ့တော့ပြောရဆိုရကြက်ပါလေ
ကျွန်တော်ဟိုတလောကပြောသလိုပေါ့ဗျာ UK နိုင်ငံမှာနေထိုင်ခွင့်ပေးထားပြီနော်နေထိုင်ခွင့်ပေးထားပြီပြောချင်တာအဆိုင်လန်အောင်သွားပြီပေါ့ဗျာအဲ့တော့နေစရာမရှိဘူးပေါ့ဗျာအဲ့တော့အဲ့ဒီမြို့နယ်မှာမန်ချက်စတာမြို့ပြင်ကမြို့မှာသူကဒီ homeless ဆိုတဲ့ဌာနရှိတယ်ပေါ့မြို့နယ်တိုင်းမှာဗျာအိုးအိမ်ဌာနပေါ့ဗျာအဲ့မှာသွားပြီးသူကနေစရာအိမ်သက်တောင်းတယ်အဲ့တော့ဟိုကလည်း okay မင်းတို့နေစရာမရှိဘူးဆိုရင်ငါတို့ချပေးမယ်ဆိုပြီးတော့ရက်ွက်တစ်ခုမှာအိမ်နဲ့ပေးတယ်အလကားပေးနေတာနော်အဲ့ဒါကိုရက်ွက်မကြိုက်လို့ဆိုပဲအိမ်မကြိုက်လို့ရက်ွက်မကြိုက်လို့တဲ့မနေဘူးဆိုပြီးတော့မြို့လေကောင်မှာတဲထိုးပြီးတော့ဆန္ဒပြပြီးလာနေတယ်မိသားစုကအဲ့လိုနော်မိသားစု3-4စုကလိုက်လို့တော့မြို့လေကောင်မှာဗလိုင်းကြီးလာပြီးတော့သူများနိုင်ငံရဲ့မြို့လေကောင်မှာအမှိုက်လာလို့တာ Yeah, busy. ဒါတော့ဥပဒေအရသူ့မှာညင်းပိုင်ခွင့်ရှိတယ်အစိုးရကအတင်းကျပ်လုပ်လို့မယ်ဥပဒေကိုအခွင့်ကောင်းယူပြီးရိုးရိုးသားသားပြောရင်လူဘာဝလာပဲကျွန်တော်တို့ဒီမှာအလုံးလုံးနေတဲ့လူတွေတော့အစိုးရမှာအိမ်သက်တောင်းရင်အစိုးရအလည်းကားမပေးဘူးဗျမင်းတို့ဒုက္ခတွေမဟုတ်ဘူးမြဲမေရှာစားဟာငါလာစားနဲ့ဒီမှာမလောက်မင်းလာစားလောက်နေတဲ့တန်းနေငါနဲ့မဆိုင်အဲ့လိုမောင်းထုတ်တာခွန်ပေးနေတဲ့လူအဲ့တော့စဉ်းစားကြည့်တော့အများကြီးပြောစရာတွေရှိတယ်ဥပဒေကိုအနိုင်ကျင့်နေတဲ့လူတွေလည်းရှိတယ်တကယ်ရှိတယ်မယုံမရှိနဲ့အဲ့တော့ဒါကြောင့်ဒီ UK မှာဆိုသူတို့ထောက်ပြနေတယ်ပေါ့သူ့နိုင်ငံသားတွေကိုစင်းရဲစွာနဲ့ဘယ်လိုပြောမလဲမရှိတဲ့လူတွေကိုအိမ်ပေးဖို့အစိုးရအိမ်ယာတွေစောက်ထားတာအဲ့ဒီမှာရောက်နေတဲ့လူတွေအားလုံးကမနေ့တနေ့မှာရောက်လာတဲ့နိုင်ငံသားတွေအကြီးဖြစ်နေတယ် UK နိုင်ငံမှာမွေးတဲ့လူတယောက်မှလည်းမရှိဘူးအဲ့လူတွေအားလုံးကအဲ့ဒီအိမ်ပေါ်တက်နေတယ်အဲ့တော့ဒီမှာသူ့နိုင်ငံသားအင်္ဂလိပ်အစ်စ်တွေအလုံးမရှိဘူးဒုက္ခရောက်နေတဲ့လူတွေကအိမ်မရဘူးတော့ကျွန်တော်ပြောသလိုပေါ့ရခိုင်မှာဖြစ်သလိုပေါ့ရခိုင်တွေကလည်းဆင်းရဲတယ်မရဘူးဒီရိုဟင်ဂျာဆိုတဲ့လူတွေကကုလသမဂ္ဂအလကားကျွေးကြတယ်ငါတို့ကြတော့မရဘူးမင်းတို့တို့ကြတော့ရတယ်ဒါမျိုးပေါ့ဗျအဲ့တော့အဲ့ဒါတွေကဒီမှာလည်းဖြစ်နေပြီအဲ့တော့အဲ့ဒါမျိုးလူမှုရေးတင်းမာမှုတွေအများများလာတဲ့ခါကျတော့ဒါကြောင့်ကျွန်တော်ပြောတယ်လေရွှေခေတ်တွေကုန်လာပြီတဖြည်းဖြည်းအဲ့တော့ရှုထောက်ကအမျိုးမျိုးရှိပါတယ်နော်အဲ့တော့ရှုထောက်ကအမျိုးမျိုးရှိတယ်ဗျနော်ကျွန်တော်ကတစ်ပတ်သက်မပြောချင်ဘူးတချို့အစိုးရတွေပြောတာလည်းမှန်သလောက်မှန်တယ်တချို့လက်ရစွန်းတွေပြောတာလည်းမမှားတာတွေလည်းရှိတယ်တချို့လည်းမတရားပြောတာလည်းရှိတယ်သူကမက္ကဆီကိုအလံကြီးကိုကင်ပြီးဆန္ဒပြတာဗျအဲ့တော့အမေရိကန်အစိုးရစိတ်ဆိုးပြီးဒီလူတွေအကုန်ပြန်ပို့လို့ပြောတာအဲ့တော့ပြောချင်တာကဗျာကြည့်တယ်မလားရှူတောက်ကတော့အမျိုးမျိုးရှိတယ်ဗျာနော်ဒါကြောင့်ကျွန်တော်ကအမေရိကန်အစိုးရကိုအပြစ်ပဲမြင်ပါဘူးဘာလို့လဲဆိုတော့သူတို့လုံးစရာရှိတာသူတို့ပြောချင်တာကသွားခြင်းနဲ့ပုံစံချင်းမတူဘူးနောက်ပြီးတော့သူတို့နိုင်ငံရေးကအကဲစမ်းတာပေါ့ challenge လုပ်တာပေါ့ဗျာဒီပါပင်သမ္မတကအစိုးရဘက်ကဒီ Democratic Governor တွေနဲ့ challenge လုပ်တာပေါ့ဒါပါပဲအဲ့တော့ဒါပေမဲ့သေချာတစ်ခုကကားတွေကိုမီးရှို့တာလုံးဝသဘောမကျပါဘူးသူဗျာဘယ်လိုလဲဟိုဒီမှာ driver မပါတဲ့ကားမှာဘာအပြည့်ရှိလဲဗျာဒီကားသူက AI နဲ့မောင်းတာလေ driver မပါဘူးသူကဟိုလေ Uber ငှားစီးတာကားကလည်းသူကဆန္ဒပြနေမှမသိရောက်လာမှာလေအဲ့ဒါကိုတွေ့ပြီးတော့ဒီကားကိုထုရိုက်ပြီးမီးရှို့ပြတာအဲ့တော့မပြောတတ်ဘူးအမှန်ကတော့နောက်ကိုလက်မဲကြီးတွေကစားနေကြတာဖြစ်ဖို့များတယ်ဗျာဂျားတွေကလူတွေကတော့ရှင်းကြပါဗျာဒါပေမဲ့ဟိုတာမန်လှုပ်ရှားတဲ့အမေရိကန်ပြည်သူတွေလည်းစိတ်နှောက်ယှက်တော့ဖြစ်ရတာပေါ့ဗျာအဲ့လိုမတီးမငြိမ်ဝုန်းတိုင်းချနေလို့ဆိုတော့နော်အဲ့တော့အမေရိကန်နိုင်ငံမှာသူတို့အဲ့ဒါမျိုးတောင်အမေရိကကနေအဲ့လိုတရားမဝင်ရောက်နေတဲ့လူအဖွဲ့အစည်းကိုအမေရိကန်နိုင်ငံရောက်နိုင်ငံသားတွေက
နည်းနဲ့အများခွဲခြားဆက်ဆံထားတယ်သူတို့ခေါ်တဲ့စကားလုံးရှိပါတယ်ကျွန်တော်ကမပြောချင်လို့အမေရိကန်မှာရှိတဲ့ကျွန်တော်တို့မြန်မာအတိုင်းဝိုင်းကတော့အဲ့ဒီအဖွဲ့အစည်းတွေကိုနှိမ်ပြီးပြောနေကြတာကျွန်တော်ခဏခဏကြားဘူးတယ်သူတို့ပြောလို့ကျွန်တော်လည်းသိတာသူတို့မြန်မာလိုနာမည်ဝှက်ပေးထားတာရှိတယ်အဲ့ဒါမျိုးရှိတယ်ဗျသိလားတကယ်တမ်းလဲအဲ့ဒီအဖွဲ့တွေကစာရစာတမ်းမရှိကြဘူးနေပြောတာပေါ့ဗျာပြောချင်တာအေးလေကျွန်တော်မပြောဘူးလေကျွန်တော်ပြောရင်ကျွန်တော်စကားဖြစ်မယ်ကျွန်တော်ကဒါမျိုးပြောတာကိုသဘောမကျဘူးအဲ့တော့အဲ့ဒါတွေမပြောတတ်ဘူးမက္ကဆီကိုပိုင်ခဲ့တာတွေမပိုင်ခဲ့တာတွေဒါတွေကကမ္ဘာသမိုင်းကြောင်းနဲ့သူတို့နိုင်ငံသမိုင်းကြောင်းရှိမှာပေါ့လေအဲ့တော့ဟိုအဲ့ဒါမျိုးပေါ့ဖြစ်တာပေါ့အဲ့တော့သူ့ရဲ့နောက်ကြောင်းရာဇဝင်ကအဲ့ဒါလေးတွေရှိတော့ပြောရဆိုရကြက်ပါတယ်ဒါပေမဲ့ तू ကအများနဲ့လိုက်ဖမ်းတာဆိုတော့မှားယွင်းပြီးတော့မဆိုင်တဲ့လူတွေလည်းပါသွားတာတွေတော့ရှိနေတာပေါ့နော်အဲ့ဒါတခုတော့ပြောစရာရှိတာပေါ့ဒီလိုပဲလေဒါတွေဖမ်းနေစီးတယ်ဆိုရင်မခံတဲ့လူတွေနဲ့ပဋိပက္ခဖြစ်မှာပဲဒါကတော့ရှိမှာပဲဒါပေမဲ့မြင်လို့မကောင်းဘူးပေါ့ဗျာနော်မြင်လို့ကြည့်လို့မကောင်းဘူးပေါ့ဒါဝန်တိုင်းကျဲတာတွေတော့ရှိတာပါပဲဟိုတော့ဆိုရင်ဒါပြင်သစ်နိုင်ငံမှာဘလုံးဝဲနိုင်လို့တော့မှဝန်တိုင်းကျဲကြတာ2ယောက်တော့သိသွားတယ်ပြောတော့ရဲရတဲ့နဲ့လူစုကမျက်ရည်ပုံနဲ့လူစုခွဲရတဲ့အဆင့်တွေဖြစ်ကုန်တယ်နော်ပြီးခဲ့တဲ့၄-၅နှစ်တော့လည်းပြင်သစ်နိုင်ငံမှာအကြီးကျယ်ဆန္ဒပြပွဲတွေနဲ့မိရှုပွဲတွေလုပ်ကြသေးတာပဲနော်ဒါတွေကတော့နိုင်ငံတိုင်းမှာရှိတဲ့ပဋိပက္ခပါဟိုကျွန်တော်ပြောချင်တာကဟိုဒီမိုကရက်တွေပြောတိုင်းလေကျွန်တော်တို့ကရင်ခုန်စရာတော့မလိုဘူးဗျသူတို့ကတော့အတိုက်ခံဖြစ်တဲ့အတွက်သူတို့ကတော့မကောင်းပြောမှာပဲအတိုက်ခံဆိုတာအစိုးရကိုမကောင်းပြောတာဗျသိလားဘာအစိုးရဘာလို့မကောင်းဘူးပြောတာသူတို့ထိုင်ပြောတာဒီနိုင်ငံမှာလည်းအတူတူပဲအခု၄ပါဆိုရင်အတိုက်ခံကဟိုဘက်ကပြေဟိုဘက်ဒီ၄ပါဘာလို့ဟိုဘက်မကောင်းထိုင်ပြောမှာဟိုဘက်ကဘော်ရစ်ဂျိုစင်တို့ကွန်ဆာဗေးတစ်ကအစိုးရပြောလေဘာကဘာလို့မကောင်းပြောအတိုက်ခံဆိုတာမကောင်းပြောတာဗျသူကစက်ကြီးပဲပြောတာအဲ့တော့အတိုက်ခံကြီးပြောတိုင်းလေအကုန်လုံးတော့မမှန်ဘူးပေါ့နော်သူ့အမြင်ကိုယ်အမြင်တော့ရှိပါတယ်ကျွန်တော်မြင်ပြောရင်တော့ဒီ LED သားကလည်းမြန်မာတွေအများဆုံးနေတယ်နော်အဲ့ဒီနေရာမြန်မာကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ရာသီဥတုကောင်းတာပြောချင်တာအဲ့နေရာကမအေးဘူးဗျ LED ကနေလို့အရန်ကောင်းတဲ့နေရာအဲ့ဒီကယ်လီဖိုးနီးယားကလေကျွန်တော်တို့မြန်မာ community အကြီးရှိတယ်အဲ့တော့မပါပါဘူးကျွန်တော်မြန်မာ community ကအကုန်လုံးတရားဝင်နေတာအကုန်လုံးနိုင်ငံသားတွေစာရွက်စာတမ်းအပြည့်စုံရှိတယ်မပါပါဘူးဒီပြဿနာသူတို့ဝင်မပါပါဘူးမဖြစ်ပါဘူးကျွန်တော်မြန်မာနယ်ဝါးတွေပါမဖြစ်ပါဘူးဖြစ်เสียလဲအကြောင်းရှိပါဘူးဘယ်သူမှလည်းကိုယ်နဲ့မဆိုင်ပဲမိုက်ပြီးသွားပြီးတော့ဆန္ဒမပြပါဘူးဘာလို့ကိုယ်နဲ့ပါဆိုင်လို့လဲအဲ့တော့ကျွန်တော်အမြင်ကတော့မဆိုင်ပါဘူးเนาะမဆိုင်ပါဘူးဒါကြောင့်အားလုံးမင်္ဂလာပါကျွန်တော်ကဒီနေ့ဒီလောက်ပဲပြောမှာပါကျွန်တော်မနေ့ကျရင်လိမ်ပြန်ခွင့်ဆင်းမယ်အဲ့တော့မပြောမယ်เนาะအားလုံးမင်္ဂလာပါတခုတော့ပစ္စည်းတခုတော့ဝယ်ကြရှိတယ်အဲ့တော့ကျွန်တော်တို့ကတော့ဘူဒ္ဓအနေနဲ့ပဲပြောလို့ရပါတယ်ဟိုအမေရိကန်အစိုးရကဲသူ့လို့တာဒီလိုပဲကျွန်တော်ကပြောရမှာပဲကိုနဲ့မဆိုင်ရင်ကျွန်တော်တို့မပါတာအကောင်းဆုံးပါနော်
ဘာဖြစ်လို့လဲဆိုတော့တော့ယူသားသားဆန္ဒပြတာမဟုတ်ဘူးဗျပြောရချင်တာကအခုပြနေတဲ့အဖွဲ့အစည်းတွေကအဲ့ဒီလူတွေကိုကိုစားပြုတဲ့ NGO တွေကအဓိကဆန္ဒပြနေတာအမေရိကန်နိုင်ငံသားအစ်စ်တွေပြနေတာလက်ရှိမှာပေါ့လေဒါပေမဲ့အဲ့ဒီလူအဖွဲ့အစည်းပေါ့အဲ့လိုတရားမဝင်အထောက်ထားမရှိတဲ့လူအဖွဲ့အစည်းကိုစားပြုပြီးဖွဲ့ထားတဲ့တမကတွေဟိုရှင်းနေအဖွဲ့တွေအဲ့ဒီလူတွေကဥဆောင်တာဗျသိလားအဲ့တော့အဲ့လူတွေကတော့အမေရိကန်နိုင်ငံသားဖြစ်လိမ့်မယ်အဲ့တော့ပြောချင်တာကဘာအတွက်ဆန္ဒပြတာလဲတိုင်းပြည်အတွက်လည်းမဟုတ်ဘူးကုန်စည်နှုန်းကြဘူးလည်းမဟုတ်ဘူးအစိုးရမတရားလုပ်နေတာလည်းမဟုတ်ဘူးပေါ့သူတို့ရဲ့နေထိုင်ခွင့်ပေါ့ငကိုတွေကတရားမဝင်ရောက်ရှိလာတဲ့နေထိုင်ခွင့်နဲ့ဒီသူတို့အတွက်ဖြစ်တဲ့ကိစ္စပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုအရန်ကြီးရင်ခုန်စရာမရှိဘူးလို့ယူဆပါတယ်ဒါပေမဲ့ကျွန်တော်တို့စိတ်ဝင်စားတာကပြည်နယ်ဗဟိုအစိုးရနဲ့ဖက်ဒရယ်ပြည်နယ်အစိုးရနဲ့ဖက်ဒရယ်အစိုးရနဲ့ပြည်နယ်အစိုးရတို့ရဲ့အာဏာခွဲဝေမှုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်အားလုံးမင်္ဂလာပါ